တဲ့ကဂန်နဝေလူမိုက်ကြီးသို့မဟုတ်လမ်းမတော်ဖိုးတုတ်ဖိုးတော်ရဲ့မိခင်ကြီးဒေါ်ချစ်ဖူဟာရန်ကုန်မြို့14လမ်းမှာဈေးရောက်ပြီးတော့အတန်အသင့်ချောင်းလဲတဲ့မိသားစုပါဖိုးတုတ်မှာညီကိုပါသိန်းညီမဒေါ်မမလေးတို့ရှိပြီးတော့အရက်9ပေ10လက်မှအသားညွညွနှကမ်းမွေးထားတတ်တဲ့ဖိုးတုတ်ဟာဘွားကိုအပူပင်မရှိဖြတ်တန်းနိုင်ခဲ့သူပါဖိုးတုတ်ဟာသူနေတဲ့လမ်းမတော်14လမ်းမှာတန်းစားပေါင်းစုံနဲ့အပေါင်းအသင်းဆက်သူတယောက်ဖြစ်ပြီးတော့လူငယ်ပြီးဂျင်ဝိုင်းကြက်ဝိုင်းတွေမှာလှည့်လည်ပျော်ပါအချိန်ဖြုံးရင်းတခါတရံမိခင်ကိုကူညီဈေးအောင်ရင်းနေခဲ့သူပါဦးလေးတော်သူရဲ့မျိုးရင်းဆွဲမော်တော်ကားမှာစပယ်ယာလိုက်လုပ်ခဲ့ပြီးမြဲမအိုးမခံစိတ်ကြောင့်ခဏခဏရိုက်မှုဖြစ်ပြီးအလုတ်ထွက်ခဲ့သူတအူးဖြစ်ပါတယ်ဖိုးတုတ်ကိုလူမိုက်ဘွားရောက်အောင်စတင်ခဲ့တဲ့သူကတော့လမ်းမတော်ဖိုးတုတ်ခေတ်မတိုင်ခင်လမ်းမတော်လူမိုက်ကြီးဖြစ်ခဲ့တဲ့ပုံနာဘာထွန်းပါပဲအဲ့ဒီခေတ်ကလမ်းမတော်မှာပုံနာဘာထွန်းတိန်ကြီးစေးဆိုရင်လှဖေဘိုးထောင်ကြောက်တရားဘက်ကြတော့မက်စတီခန်ကြီးမြနိုင်မှာကြတော့ကြက်ကြားဘားလမ်းမှာဟူစိန်ဆိုပြီးတော့ရန်ကုန်မြို့မှာသူ့အပိုင်းနဲ့သူအပိုင်စားလူမိုက်ကြီးတွေကြီးစိုးခဲ့ပါတယ်ရန်ကုန်မြို့အုပ်ချုပ်ရေးမှာပလိတ်အင်အားနဲ့လူဦးရေမမျှတဲ့အတွက်ပလိတ်တွေကနေမြေတိုင်းကအပိုင်စားလူမိုက်တွေကိုကပိုက်ဆောင်ထဲထည့်ပြီးတော့အုပ်ချုပ်ခိုင်းလိရှိပါတယ်နေမြေပိုင်လူမိုက်တွေကကိုပိုင်နဲ့နေမြေတွေကဈေးအောင်ဈေးဝယ်စီးပွားရေးသမားတွေရဲ့ကာကွယ်ပေးဖို့စက်တဲ့လစဉ်ကြီးကိုခံစားလိရှိပါတယ်အဲ့ဒီလူမိုက်တွေထဲမှာပုံနာဘာထုံးကကြောက်စရာအကောင်းဆုံးဖြစ်နာမည်ကြီးပါတယ်ပုံနာဘာထွဲနောက်မှာဘိုးထောင်ကကလားသရီတအူးလည်းဖြစ်လူမိုက်တအူးလည်းဖြစ်တဲ့မက်စတီခန်ရှိပါတယ်ပြီးတော့ပလိတ်မင်းကြီးနဲ့လည်းပုံနာဘာထုံးဟာပုဂ္ဂိုလ်ရေးအင်မတန်ရင်းနှီးတယ်လို့နာမည်ကြီးပါတယ်အဲ့ဒီချိန်မှာဖိုးတုတ်ကလည်းလမ်းမတော်တဝိုက်မှာနည်းနည်းလေးနာမည်ထွက်လာတဲ့စားရှိတဲ့လူငယ်ချေတက်ကလေးပေါ့အဲ့ဒီလိုနဲ့ပြဿနာစတက်တယ်ဖြစ်ပုံကဒါဟိုစီလမ်းမှာပိုင်စားပြီးတော့ဈေးတွေကိုမိုက်ကြီးခွဲနေတဲ့မက်စတီခန်တပည့်မာမွတ်နဲ့ဖိုးတုတ်တို့စကားများကနေဖိုးတုတ်ကမာမွတ်ကိုမူလီကောင်းတက်ဒုတ်နဲ့မသိမရှင်းရိုက်လိုက်ရာကစတာပါမာမုတ်ကိုရိုက်လိုက်တဲ့ကိစ္စအတွက်လူမိုက်ကျော်နောကျင်နေတဲ့မက်စတီခန်ကသူ့တပည့်တွေကိုဖိုးတုတ်ကိုရန်သွားမရှာကြဖို့ဖိုးတုတ်ကမိခဲဖြစ်လာနိုင်တယ်ဆိုပြီးတော့တားမြစ်ခဲ့ပါသေးတယ်ဒါပေမဲ့မာမုတ်ကိစ္စကိုမကျင်တတ်တဲ့မက်စတီခန်တပည့်2ယောက်ကဖိုးတုတ်ကိုပြဿနာရှာကြမှာ2ယောက်လုံးကိုဖိုးတုတ်ကဓမြောင်းနဲ့ထိုးလွတ်လိုက်ပါတယ်ဒါမှလည်းမက်စတီခန်ရောပုံနာဘာထွန်းကပါဒီကိစ္စနဲ့ပတ်သက်ပြီးဘာမှဖိုးတုတ်ကိုပြဿနာလာမရှာကြတာကိုကဖိုးတုတ်အတွက်ဝီယောဒီဖြစ်စရာကိစ္စတစ်ခုဖြစ်နေပါတယ်ပုံနာဘာထွန်းကသူ့လူကိုထိရင်ဘယ်လိုပြန်လုပ်တတ်သည်ဆိုတာရာဇဝင်ရှိတာကိုဖိုးတုတ်သိသည်ဒီတိုင်းထိုင်နေပြီးသူလာမဲ့ချိန်စောင့်နေတာထက်ပုံနာကိုသွားရှင်းပြီးတော့နေမြေပိုင်လူမိုက်တွေကိုတယောက်ပြီးတယောက်ဆက်ရှင်းဖို့ဆုံးဖြတ်လိုက်ပါတော့တယ်1932ခုနှစ်ရန်ကုန်မြို့လမ်းမတော်17လမ်းလမ်းမတော်တရက်ကွက်လုံးမှာစင်ရဲချမ်းသာဖိုးတုတ်မိဘများပါမကြမ်းဖိမိန်တော်အောင်ကြောင်းရွံ့ရသောရန်ကုန်မြို့အတွင်းရှိအခြားနေမြေအပိုင်စားလူမိုက်ချင်းချင်းမဲ့ဆရာကြီးဟုရှိကတက်ခေါ်ရလေသောပုံနာဘာထွန်းအိမ်ရှိသို့မြနေအောင်သွေးထားသည့်ငှက်ကြီးတောင်ဓားဖြင့်လူမိုက်ပေါက်စားတယောက်ရက်နေသည်